အားလုံးပဲမင်္ဂလာပါဗျ။နောက်ပြန် update နဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုတွေကိုကျွန်တော်ကဒါအသေးစိတ်ဒီဗီဒီယိုတွေမှာရှင်းပြပြီးတော့เนาะ။ကိုနာမီအနေနဲ့ကနောက်ပြန် update မှာကကျွန်တော်တို့ ePay ပေါက်အသေးတွေပါဝင်ရုံနဲ့မဟုတ်ဘူး။ကျွန်တော်တို့ gameplay ဘိုင်းကိုလည်းသူကလည်းပြောင်းလာပြီးတယ်ပေါ့နော်။ဘယ်အပိုင်းတွေမှာလဲဆိုတော့ကျွန်တော်တို့ lane ခောက်လုပ်တဲ့အပိုင်းတွေမှာလည်းပြောင်းလာပြီးတယ်။ပြီးတော့ကျွန်တော် defend လုပ်တဲ့နေရာပေါ့နော်။ခံစစ်ကစားတဲ့နေရာတွေမှာလည်းသူကဒါအဆင့်မြင့်တင်လာပြီးတယ်လို့ပြောတယ်ပေါ့နော်။ဒါတေးကြတာကတော့မနက်ဖြန် update ပြီးတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကဒါ travel လောက်လို့ပိုကောင်းအောင်ပေါ့နော် Ronaldinho လို့ကစားသမားတွေယမားတို့လို့ကစားသမားတွေနဲ့နေမာတို့လို့ကစားသမားတွေကပို့ပြီးတော့ဒီ update ပြီးမှပို့ပြီးတော့အသုံးဝင်လာနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ update နဲ့ပတ်သက်ပြီးတော့စလိုက်ရအောင်ဆိုတော့မနက်ဖြန်ကျွန်တော်တို့ free ရမယ် ePay ဒီပေါ့နော်နှိုက်ခွင်းမှာကကြတော့သူကအခါ23ကသူပေးနိုင်မှာပေါ့နော်ကျွန်တော်တို့ရှိမှရတဲ့9ခါနဲ့ဆိုရင်အလုံးပေါင်းအခါ30နှိုက်ရမယ်သူက23ကမှာတော့ဒီ ePay တွေကတကောင်တော့တေချာပေါက်ရမလို့ဒီပြောတယ်ပေါ့နော်ဒါမှပြရတဲ့ ePay တွေပေါ့နော်ဆိုတော့ဒီ23ကောက်တွေမှာကျွန်တော်တို့ကတကောင်တေချာပေါက်ရနိုင်တယ်လို့ကန်ကောင်းရင်လည်းတခြားကောင်းရင်လည်းရနိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာပြရတဲ့အတိုင်းပဲဒီမှာပြရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ကတပွဲနိုင်နေဆိုလို့ရှိရင်သူကဒီဟာ2ဆင့်တက်မယ်ပေါ့နော်အဲ့ဒီနေရာမှာလည်းကျွန်တော်တို့ chance တွေရမယ်အလုံးပေါင်းကတော့23ချိန်ရမယ်ကျွန်တော်တို့ရှိမှ login ဝင်ရတဲ့9ချိန်နဲ့ဆိုလို့ရှိရင်အလုံးပေါင်းအချိန်30နှိုက်ရအောင်ပေါ့နော်โอเคနောက်တစ်ခုကကြတော့ဒါမနက်ဖြန်လာမယ့်ဟာကဘယ်လ်ဂျီယံဘစ်တိုင်းကန်တယ်ပေါ့နော်ဟာဇက်ပါဝင်တဲ့ ePay ပေါက်လာမယ်ပေါ့နော်ဒါကတော့ coin နဲ့နှိုက်ရမယ်ဒါကတော့ free မဟုတ်ဒါပေမဲ့တစ်ချိန် free နှိုက်ခွင့်တော့ပေးထားတယ်နောက် free ရနိုင်မှာဟာတော့ကျွန်တော်တို့နေ့တိုင်း penalty ဝင်ကန်တဲ့နေရာကနေဒါ right card နေရာမှာအစားထိုးမယ်ပေါ့နော်ဒါ Shevchenko ပါဝင်လာမယ် right card တို့လည်းရှိနေအောင်မထင်နဲ့နော်ဒီ Shevchenko ကတော့အစ်စ်သုံးမယ်ပေါ့ဗျာဒါ daily game reward ရတဲ့ချိန်မှာကျွန်တော်တို့မဲနှိုက်တဲ့ခါကျလို့ရှိရင် Shevchenko Chelsea version ပေါ့ဒါ Chelsea version ကိုရရှိမှာပေါ့နော် Okay ePay ပေါက်တွေအကြောင်းပြီးပြီဆိုတော့ကျွန်တော်တို့ gameplay ဘိုင်းကိုသွားလိုက်အောင်သူတို့က gameplay ဘိုင်းမှာသူတို့3ခုပြင်လာပေးတယ်ပေါ့နော် improvement to dribbling ဆိုတာကဒါအလင်ခောက်ကိုသူတို့အဆင့်မြင့်လာပေးတယ်ပေါ့နော်ဆိုတော့နံပါတ်2အနေနဲ့ကတော့သူတို့ defend upgrade ပေါ့နော်ဒါခံစစ်ကစားသမားတွေထိန်းချုပ်တဲ့ဟာကိုသူတို့ပြင်လာပေးတယ်လို့ပြောတယ်နံပါတ်3ကတော့ကျွန်တော်တို့ကန်သွင်းတဲ့ဟာကိုသူတို့ adjustment လုပ်တာပေးတယ်ချိန်ညှိတာပေးတယ်ပေါ့နော်ကန်သွင်းတဲ့ shooting ဟာကိုသူတို့ချိန်ညှိတာပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ upgrade ပြီးလို့ရှိရင်ပို့ပြီးတော့အလင်ခေါက်လုပ်လို့ကောင်းလာမယ်ပြီးတော့ defend ခံစစ်ဆော့ရတယ်လည်းပိုကောင်းလာပြီးတော့ကျွန်တော်တို့အဝေးကနေကန်ချက်တွေလည်းပိုကောင်းလာသူလောက်တာပေးတယ်ပေါ့နော် Okay ဒါဆိုသူတို့ဘယ်လိုပြင်လာပြီလဲဆိုတာကိုကျွန်တော်တို့အသေးစိတ်ကြည့်လိုက်ရအောင်ဒါကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ပထမတစ်ခုအနေနဲ့သူတို့ dribbling မှာအဆင့်မြင့်လာပြီးတာကဒါယမားတို့နေမာတို့လှုပ်လို့ရှိတဲ့အကွက်ပေါ့နော်ဒါတစ်ချက်တည်းဘောလုံးဒီဘက်ကိုလှမ်းထုတ်လိုက်တဲ့ပုံစံမျိုးပေါ့အခုကျွန်တော်ဗီဒီယိုမှာပြနေလို့မျိုးပေါ့နော်သူတို့ဘောလုံးကိုတစ်ချက်ဒီဘက်ကိုခောက်လိုက်တဲ့ပုံစံမျိုးကိုမှဒါခံစစ်ကစားသမားကဟန်ချက်ပြက်သွားမှအနေထားပေါ့ဗျာဒါကတော့လောက်ပြီးတာ after ကိုသူပြပေးတာ before ကိုသူပြန်ပြမှာပေါ့နော်before မှာတော့ဒီလိုမျိုးပေါ့ကျွန်တော်တို့ update မလာခင်တော့ကျတော့အဲ့လိုမျိုးကျွန်တော်တို့ဘောလုံးဒီဘက်ကိုထုတ်လိုက်မယ်ဆိုလို့ရှိရင်ဘောလုံးအဲ့လိုဝေးရောက်သွားတယ်ပေါ့နော်အခုသူတို့ပြန်ပြင်ပေးတာကတော့ထုတ်လိုက်လို့ရှိရင်လုံးဝ smooth ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော် smooth ဖြစ်သွားတဲ့ပုံစံမျိုးပေါ့တော်တော်လေးအသုံးဝင်မှာပြဒီ skill ကတော့ဆိုတော့ဒီလိုနေထားမှဆိုရင်လည်းဘောလုံးကိုအဲ့လိုပေါ့နော်ဖက်နဲ့သူထုတ်လိုက်လို့ရတယ်ပေါ့နော်ဒါကတော့နီမာကစားပုံကိုအမြဲတမ်းကြည့်နေလူတွေဆိုရင်သိတယ်ဗျဒီအကွက်ကနီမာအဲ့လိုမျိုးအနောက်ဖနောက်လေးနဲ့အနောက်ဘောလုံးကိုဖက်နဲ့ထုတ်လိုက်တာပေါ့နော်ပြန်မဲ့ကစားသမားအဲ့လိုယူခသွားတဲ့ပုံစံမျိုးပေါ့နော်ဒါကြီးရတော့အသုံးဝင်ဒီမှာဆိုရမားနဲ့လောက်ပြရတယ်ပေါ့နော်အဲ့လိုလှည့်ထွက်တဲ့ပုံစံမျိုးနေရာမှာတော့အသုံးဝင်တဲ့ဒီ skill ရတော့အဲ့လိုဘောလုံးရိုက်ပြီးဆိုထုတ်လိုက်တာပေါ့နော်ဒါ dribbling နဲ့ ဆော့တဲ့ player တွေဆိုတော့စိတ်ကြိုက်ပဲဗျဒီပုံစံကတော့ဆိုတော့နောက်တစ်ခုအနေနဲ့ dribbling မှာအဆင့်ထပ်မြင့်လာတာတော့ dash dribbling ပေါ့နော်ဒါကဘယ်လိုမျိုးလဲဆိုတော့ဒါဘောလုံးဆွဲပြေးတဲ့ဟာမျိုးပေါ့နော်ဒီ skill ကကြတော့မက်ဆီနဲ့ပို့ပြီးတော့ live ဖတ်မယ်ပေါ့နော်မက်ဆီလိုမျိုးဘောလုံးဆွဲပြေးပြီးကြော်သွားတဲ့လူတွေနဲ့ဆိုရင်ပို့ပြီး live ဖတ်မှာနော်ကစားသမားတွေနဲ့ဆိုရင်တော့ဆိုတော့ဒီလိုမျိုးပေါ့နော်သူတို့ပြတဲ့ပုံစံကတော့အဲ့လိုမျိုးခြေအနှုတ်သိမ်းလေးတွေပေါ့စပိတ်ကြီးနေတဲ့မှာခြေအနှုတ်သိမ်းလေးနဲ့ဆွဲသွားတဲ့ပုံစံပို့ပြီးတော့ smooth ဖြစ်သွားမှာပေါ့ဗျာအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ပို့ပြီးတော့ဘလုံးတဲ့ရတာပိုကောင်းသွားတယ်ပေါ့ဒါအလင်ခေါက်မှာတော့သူတို့ပြင်လာပေးတာကဒီနှစ်ခုပဲပေါ့နော်ဒါကနောက်ပြီးတော့ဒီမှာပြတဲ့ဟာကျတော့ပို့ပြီးတော့လင်ခေါက်လို့ကောင်းသွားမယ်ဆိုတာဟာကိုပေါ့ပါသွားမယ်ဆိုတာဟာကိုပြပေးတာပေါ့နော်အဲ့လိုမျိုးယမားတို့နေမာတို့ရနဒင်ဟိုတို့ဆိုရင်တော့ဒါပို့ပြီးတော့ကောင်းသွားမယ်ပေါ့ဗျာအမာဘီတို့လိုကစားသမားတွေဒမ်မီလီတို့လိုကစားသမားတွေဟိုကောင်းကစားတတ်တဲ့ကစားplayer တွေဆိုလို့ရှိရင်ဒီအလင်ခေါက်တော့အသုံးဝင်မှာဗျလင်ခေါက်တော့ကတော့ဒါပါပဲသူတို့ပြင်လာပြီးတဲ့နှစ်ချက်ကတော့ Okay ဒါဆိုရင်နံပါတ်2ချက်ဖြစ်တဲ့သူတို့ defend upgrade ပေါ့နော်ခံစစ်ဆော့တာကိုသူတို့ဘယ်လိုပြင်လာပြီးလဲဆိုတာကိုကျွန်တော်တို့ထပ်ကြည့်လိုက်ရအောင်
โอเคပထမအချက်အနေနဲ့ကတော့သူတို့အဲ့လိုဘလုံးကိုဖျက်ထုတ်လိုက်တဲ့ဟာကိုပို့ပြီးတော့လွှဲအောင်သူလုပ်တာပေးတယ်ပေါ့နော်ဒါပို့အပြင်ခင်မှာကျတော့အဲ့လိုမျိုးပေါ့နော်ဖျက်ရတာခတ်တယ်ပေါ့before မှာကျတော့လို့ဖျက်ရတာခတ်တယ် after update ပြီးတဲ့အချိန်မှာတော့ကျွန်တော်ဖျက်လူရတာပို့ပြီးတော့လွှဲသွားတယ်ပေါ့နော်ဆိုတော့ dribbling လုပ်တဲ့ကစားသမားတွေကိုထိန်းချုပ်ရတာနဲ့လွှဲသွားမယ်ပေါ့ဆိုတော့ match နဲ့တုံးတဲ့ player တွေကတော့ဒါပို့ပြီးတော့ကောင်းအောင်ပေါ့နော်လူကာတာပါညာဝင်လူတာ present ပေးတာဒီပိုင်းတွေမှာပို့ကောင်းအောင်ပေါ့ဗျာသူတို့လောက်တာပြီးတဲ့ပုံစံကတော့ဆိုတော့နောက်တစ်ခုသူတို့ခန်းစင်းမှာပြင်ရတာကြတော့ခန်းစင်းကစားသမားဟန်ချက်ပြက်တဲ့ဟာကိုသူတို့အပြင်မှာနဲ့တူအောင်ပေါ့နော်ဟိုမပြင်ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဟန်ချက်ပြက်တာမရှိဘူးခန်းစင်းကစားသမားကဟို upgrade ပြီးတဲ့ခါကျတော့ရှိရင်ကျွန်တော်တို့ခန်းစင်းကစားသမားအဲ့လိုမျိုးပေါ့နော် slip ဖြစ်တာပါညာအဲ့လိုအပြင်နဲ့ reality ပိုဆောင်အောင်သူတို့လောက်တာတယ်ပေါ့နော်ဒါတော့နောက်တစ်ချက်ပြဆိုတော့ခန်းစင်းဘိုင်းမှာတော့အဲ့နှစ်ချက်ပေါ့သူတို့ပြင်ထားပေးတယ်ပေါ့နော်နောက်ထပ်နံပါတ်3တစ်ခုကကြတော့သူတို့ကန်သွင်းမှုဘိုင်းပေါ့နော်ကန်သွင်းမှုဘိုင်းမှာကြတော့သူတို့မတင်ဘောကိုသူတို့နဲ့ပြင်ထားပေးတယ်ပေါ့နော်အခုဒီမှာဗီဒီယိုလေးရလို့ပေါ့မတင်ဘောကပို့ပြီးတော့စမှုဖြစ်အောင်မယ်ကိုရမနဲ့1-1တွေ့တဲ့အနေထားတွေမှာကျွန်တော်တို့တိုက်စစ်မှုတွေအဲ့လိုဘောလုံးမတင်နိုင်တဲ့အနေထားကိုသူတို့ကစမှုဖြစ်အောင်သူတို့လုပ်ထားပေးတယ်ပေါ့နော်နောက်ဗီဒီယိုထဲမှာသူတို့ပြောသွားတာလည်းဒီအဝေးကစ်ကန်ချက်တွေကိုဟိုကွင်းလက်ကစားသမားကန်တဲ့အပိုင်းတွေပါတယ်ကိုလည်းသူတို့အဆင့်မြင့်ထားပေးတယ်ပေါ့နော်အဝေးကနေကန်ရင်ကိုပို့ရတဲ့နှောင်းပို့များလာမယ်ပေါ့အဲ့ဒါတွေသူတို့ပြောထားတယ်ဆိုတော့ဒါကတော့မနက်ဖြန် update အပြီးမှာ Master League နဲ့အတူပါဝင်လာမယ် gameplay ပိုင်းပြင်ဆင်ထားမှုတွေပေါ့ဗျာပါဝင်လာမယ့် e-pin ပေါက်တွေနဲ့ဒါကျွန်တော်ညီကိုတွေမသိတဲ့ကျွန်တော်ညီကိုတွေအတွက်ကိုဒါပြောင်းလဲလေးတွေကိုကျွန်တော်ရှင်းပြပေးတာပေါ့နော်မနက်ဖြန်ကတော့ကြာပရီနေ့ဖြစ်တဲ့အပေါ်မှာစာပါပြင်မယ်ဆိုတော့2နိုင်ခွဲဝန်းကျင်ဒါမှမဟုတ်လဲ3နိုင်ဝန်းကျင်လောက်မှာပဲ game တွေကိုပြန်ဝင်လို့ရမှာနော်မနက်8နိုင်ခွဲကနေစပြီးပြင်မယ်ပေါ့โอเคဗီဒီယိုအဆုံးထိကြည့်ပြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ eFootball Mobile မြန်မာ page ကိုလည်း like and subscribe လုပ်တာပေးကြပါဦး YouTube မှာလည်းကျွန်တော်တင်ပါတယ် TikTok မှာလည်းတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ